နိုင်ငံသားမှာပြိုးထောင်တဲ့ကုတ်ကလေးလေးကိုကြီးလာရင်ဘလို့တန်မိုးထားမှုမျိုးနဲ့ရက်တီစီခြင်းလဲဖေဖေမေမေတို့ရေမျိုးဆက်တစ်ဆင့်ပြီးတစ်ဆင့်အမွေနှစ်ကိုလက်ဆင့်ကမ်းကြသလိုမျိုးဘာသာစကားဆိုတာကလည်းလက်ဆင့်ကမ်းတဲ့အမွေနှစ်တစ်ခုပဲဖြစ်ပါတယ်မြမယဉ်ကျေးမှုတွေနဲ့ခံယူချက်တွေတန်မိုးထားမှုတွေကိုကိုယ့်ရဲ့မြန်မာကလေးလေးကိုလက်ဆင့်ကမ်းမှနိုင်ငံရဲ့ခြားမှာနေထိုင်တဲ့အခါလဲမြန်မာဆိုတဲ့ဖြစ်တည်မှုမပြောက်ပဲရှိနေမှာဖြစ်ပါတယ်မြန်မာကလေးလေးတွေကိုမိသားစုဆွေမျိုးတွေနဲ့အလှမ်းမဝေးစေခြင်းမူအနာဂတ်မှာအခွင့်အလမ်းတွေတိုးပွားစေခြင်းနဲ့ဖေဖေမေမေတို့ရဲ့စိတ်ကိုနားလည်ပါတယ်ကိုယ့်ရဲ့ကလေးလေးနိုင်ငံရဲ့ခြားမှာအခြေချပြီးလို့ပြန်လာတဲ့အခါမြန်မာကလေးတယောက်ကမြန်မာလိုတက်ကိုတတ်ထားတင်တာကြောင့်ဂုံမြန်မာစာသင်တန်းကျောင်းမှာဆိုရင်တသားမီမီလေးတွေကမြန်မာစာကိုစနစ်တကျသူတည်တနာပြုထားတဲ့တင်ယူနဲ့ပျော်ပျော်ရွှင်ရွှင်ခေတ်သစ်နီးလန်းတွေနဲ့တင်ယူနိုင်မယ်နိုင်ငံရခြားကလေးတွေမြန်မာစကားပြောဆိုရမှာအရေးကြီးဆုံးဖြစ်တဲ့အတန်ထွက်ပြီးသားမှုလေယူလေသိမ့်နဲ့စကားပြောဆိုဟန်တို့ကိုပါအထူးလေ့ကျင့်ပေးပါတယ်သင်ခန်းစာတွေထဲမှာမြမရိုးရာပုံမြင်တွေကြပြာတွေပွဲတော်တွေနဲ့မိသားစုတန်မိုးတွေအကြောင်းကိုထည့်သွင်းသင်ကြားပေးတာကြောင့်ကလေးတွေကိုသူတို့ရဲ့မြမအမွေနှစ်နဲ့ချိတ်ဆက်ပေးပါတယ်ဒါအပြင်ကမ္ဘာတဝန်းလုံးရဲ့ဘယ်နိုင်ငံဘယ်ချိန်စုံမှာပဲဖြစ်ဖြစ်ရောက်ရှိနေထိုင်နေတဲ့မြန်မာကလေးလေးတွေအတွက်အတွေ့အကြုံရှိတဲ့ဆီယာမတွေနဲ့သင်ယူလို့ရမယ် live online class လေးလည်းရှိတာကြောင့်အခုပဲဂုံလို့မှန်းခဲ့ပြီးတင့်ကလေးရဲ့မြန်မာစာစွမ်းရည်ကိုမြင့်တင်ပေးလိုက်ပါ